မင်္ဂလာပါရှင်ပေါ် expert ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့စိတ်ရွေးချယ်ပေးထားမယ့် VIP ရွေးချယ်မှုပွဲစဉ်ဟာဆိုရင်ဖြင့် PSG နဲ့ Arsenal အသင်းတို့ရှင်ပြန်ကစားသွားကြမယ့် Champions League ဘောလုံးပွဲစဉ်ပဲဖြစ်ပါတယ်ယခုပွဲစဉ်မှာဆိုရင်တော့ PSG အသင်းဟာ Arsenal အသင်းကို body စေ level 50 ရှုံးအကျော်ပေးထားပြီးတော့ goal box ဖွင့်လှစ်မှုကတော့နှလုံး85ပြားရှုံးဖြစ်ပါတယ်PSG အသင်းရော Arsenal အသင်းကဒီယာဒီမှာပြည်ရင်းအမှတ်ပေးဖလားတွေကိုသိမ့်ပတ်ထားနိုင်ခဲ့တဲ့အသင်းတွေလည်းဖြစ်ပါတယ်လက်ရှိမှာတော့ဒီနှစ်သင်းရဲ့အခြေအနေကိုကြည့်ရင် PSG တိုက်စစ်ကပိုကောင်းပါတယ်။ကာဘရာ၊ရှက်ပလီယာ၊ဒမ်ပီလီ၊ဒိုအီတို့ရဲ့တိုက်စစ်တွဲလုံးကဘယ်နောက်တန်းမှမဆိုဖြိုခွင်းနိုင်ပါတယ်။ PSG ကလက်ရှိမှာချန်ပီယံဖြစ်ပြီးတော့မနှစ်တုန်းကအင်တာမီလန်အသင်းကိုပိုလူပွဲမှာ9 ဂိုးပြည့်နဲ့အနိုင်ကစားထားပြီးတော့ပိုဆွဲနိုင်ခဲ့ပါတယ်ရှင်။အာဆင်နယ်အသင်းကတော့ကစားပုံကောင်းပြီးတော့ခန်းစစ်ကမကြောပါတယ်။ဒါပေမဲ့ဒီယာဒီနောက်ပိုင်းမှာအာဆင်နယ်အသင်းရဲ့ open play ကနေပြီးတော့ဂိုးရရှိမှုကအားနေပြီးတော့ပြစ်ဒဏ်ပေါ်တောက်ကဘောတွေကနေတစ်ဆင့်ဂိုးရဖို့ကိုအားဆိုင်နေပါတယ်။ဒီလိုပိုလို့ပွဲမျိုးကစိတ်ဓာတ်အတွေ့အကြုံအရှိအသွေးတွေကအဓိကစကားပြောပါတယ်။ယခုပွဲစဉ်မှာဒီချန်ပီယံဖြစ်ဖို့တဲ့အတွေ့အကြုံအရှိအသွေးနီးပြအတွေ့အကြုံတွေကစကားပြောလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိန်ကတော့ PSG body bag ကိုရွေးချယ်ကြပါရရှင်။ဒီနေ့မှာတော့ Champions League Final ပွဲစဉ်အတွက်ရင်ခုန်စီနေဆိုလို့ရှိရင်တော့ BX Back ကိုသာကြွလန်းပေးဖို့အတွက်ဖိတ်ခေါ်လိုက်ချင်ပါတယ်ရှင်။ဘောလုံးကစားဖို့အတွက်ဆိုလို့ရှိရင်တော့ Ball X Back